Risk နဲ့ Rina တို့ဂိုင်းကနေထွက်လာတဲ့အခါ Rista နဲ့ပြန်ဆောင်တွေ့ကြပါတယ် Rista ကသူ့ရဲ့ညီကိုမောင်နှမတွေကို Risk ဒုက္ခပေးတဲ့အတွက်ကလစားချေဖို့ကြင်ရွယ်ထားပါတယ် Rista ဟာ Risk ကိုဒုတိယအဆင့်မီးလုံးတွေနဲ့စတင်တိုက်ခိုက်လိုက်ပါတယ် Rina ကတော့ဒါဟာ Risk ကိုတပ်ပြစ်နိုင်လောက်တဲ့အန္တရာယ်ရှိတဲ့တိုက်ခိုက်မှုဖြစ်ကြောင်းသတိလှမ်းပေးလိုက်ပါတယ် Risk ဟာသူ့ရဲ့ခန္ဓာကိုယ်ကြမ်းခိုင်မှုကိုအသုံးပြုပြီး Rista ရဲ့မီးလုံးတွေကိုလုံးဝကာကွယ်လိုက်နိုင်ပါတယ် Rista ဟာ Risk မော်ပညာကိုအလွယ်တကူကာကွယ်လိုက်နိုင်တာကိုမြင်ပြီးအံ့အားသင့်သွားပါတယ် Rista ကအစင်းမြင့်မော်ပညာတွေကိုသုံးဖို့ပြင်ဆင်နေချိန်မှာ Risk ကသူ့ကိုလက်သီးနဲ့ထိုးနှက်လိုက်ရာ Rista ဟာအဲ့ဒီနေရာမှာတင်သတိမေ့သွားပါတယ် Risk ကရီမောပြီးသူဘလို့မှမော်ပညာတွေနဲ့မရှင်းနိုင်တာကြောင့်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကိုပဲသုံးလိုက်ရကြောင်းပြောပြပါတယ် Rista ရဲ့ညီမဖြစ်သူ Angelica က Rista ကိုအများဆုံးကုသပေးလိုက်ပြီးသူမရဲ့အကိုဟာ Risk ကိုပြန်လဲစိန်ခေါ်ဖို့စိတ်ပြင်းပြနေတယ်လို့ပြောလိုက်ပါတယ် Risk ဟာသူ့ရဲ့ပထမဆုံး mission အတွက်ဂိုင်းမှာစီးရင်သေးဖို့တွားရောက်လိုက်ပါတယ်သူဟာလွယ်ကူတဲ့ F-Rat mission တစ်ခုကိုရွေးချယ်လိုက်ပါတယ်ဒါပေမဲ့သူရွေးချယ်လိုက်တဲ့ mission ကဂိုင်းကနေအဝေးကြီးမှာရှိတဲ့တောင်တန်းတစ်ခုကိုတွားရမယ့် mission ဖြစ်နေပါတယ် Alisa က Risk ကိုအစင်းမြင့် mission တွေမယူဖို့တတိပေးလိုက်ပြီး Risk ရဲ့ mana level ကနှိမ့်နေတဲ့အတွက်တတိထားဖို့လည်းမှားလိုက်ပါတယ်ဒါပေမဲ့ Risk ကတော့သူ့ရဲ့စွမ်းအားကိုရှော့မတွက်ဖို့ပြောပြီးခရီးထွက်ခဲ့ပါတယ် Risk ဟာသူ့ရဲ့ပထမဆုံး mission ကိုပြီးမြောက်ခဲ့ပြီး Goblin ကိုအနိုင်ယူခဲ့ပါတယ်သူဟာ Goblin ကိုအနိုင်ယူတဲ့နီလန်ကိုအခြားသူတွေကိုမပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ဆုံးမှာတော့ Risk ဟာသူ့ရဲ့ဆရာတွေကသူ့ကိုလေ့ကျင့်ပေးခဲ့တဲ့ပုံစံကြောင့်သူဟာမနာမရှိတဲ့ F-Rat စွန်စားသူဖြစ်ပေမဲ့တကယ်တော့အခြားအဆင့်မြင့်စွန်စားသူတွေထက်အစာပေါင်းများစွာပိုအားကောင်းတဲ့သူဖြစ်နေကြောင်းသိလိုက်ရပါတယ်သူ့ရဲ့စစ်မှန်တဲ့စွမ်းအားကိုဘယ်သူမှမသိစေရန်ဆက်လက်ဖုံးကွယ်ထားနိုင်မလား Risk ကန်းကျင်အနီမှာအနည်းအောင်ဝစ်စုံတွေဝစ်စင်ထားတဲ့သူတွေဝိုင်းရန်တိုက်ခိုက်နေရစင်မှာသူ့ရဲ့ဆရာတွေဖြစ်တဲ့အဖွဲ့ဝင်တွေဟာရုတ်တရက်ပေါ်လာပြီးအဲ့ဒီလူတွေကိုကြမ်းတမ်းစွာရှင်းလင်းလိုက်တာကို Risk မြင်တွေ့လိုက်ရပါတယ်အဖွဲ့ထဲမှာ Risk ရဲ့ဆရာ Brown ပြင်အစင်းမြေတော်ဝင်တိုက်ခိုက်ရေးသမားနဲ့ယူမီတို့ပါဝင်ကြပါတယ် Risk ကိုမြင်တာနဲ့ Brown ကနှုတ်ဆက်မနေပဲ Risk ရဲ့ကာကွယ်ရေးစွမ်းရည်ကိုစစ်ဆေးဖို့အတွက်စတမအစင်မီးမော်ပညာကိုထုတ်လုပ်လိုက်ပြီးတိုက်ခိုက်လိုက်ပါတယ် Risk ဟာအသက်လူရမလို့ဖြစ်ပြီးအစွမ်းကိုစ조사ကာကွယ်လိုက်ရတဲ့အတွက်အသက်မသေးပဲကြံရစ်ခဲ့ပါတယ် Risk ကအန်အားသင့်စွာနဲ့သူ့ရဲ့ဆရာတွေရောက်လာရတဲ့အကြောင်းရင်းကိုမေးတဲ့အခါ Brown ကဆောင်းမွေးရလက်တွေတီးကျင်လို့ရောက်လာတာလို့ရှင်းပြပါတယ် Risk ကဆောင်းမွေးရေးဖြည့်အပိုင်းမှာတရားမှတ်ရမယ်လို့ယုံကြည်ပေမဲ့လက်တွေစစ်ဆေးမှုမှာတော့သူသုံးခဲ့တဲ့ပထမအဆင့်မော်ပညာတွေဟာအားနည်းလုံးနေတယ်လို့စိတ်ပြလက်ပြဖြေလိုက်ပါတယ်ဒီအခါမှာပဲ Brown ကအရေးကြီးတဲ့အမှန်တရားကိုရှင်းပြလိုက်ပါတယ်ငါတို့ကမင်းကိုအဆင့်အမြင့်ဆုံးလေ့ကျင့်ပေးခဲ့တာမင်းရဲ့ mana level က F- လောက်သာရှိတဲ့အတွက် mana ကိုလုံးဝမသုံးပဲခန္ဓာကိုယ်ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားကိုအသုံးပြုပြီးတိုက်ခိုက်ဖို့ပဲလေ့ကျင့်ပေးခဲ့တာအဲဒါကြောင့်မင်းရဲ့တိုက်ခိုက်မှုတွေကမော်ပညာစွမ်းအားနဲ့မသက်ဆိုင်ပဲမင်းရဲ့ခန္ဓာကိုယ်စွမ်းအားနဲ့သာသက်ဆိုင်တယ် Brown ရဲ့အဆိုအရ Risk သုံးတဲ့ပထမအဆင့်မော်ပညာဟာအခြားသူတွေရဲ့သရုပ်ဓာတ်အဆင့်ဒါမှမဟုတ်ပြင်စမအဆင့်မော်ပညာတွေထက်အစာပေါင်းများစွာပိုအားကောင်းနေခဲ့ပါတယ် Risk ဟာသူတကယ်တမ်းမှာ F-Rat mana level နဲ့အစင်းမြင့်စွမ်းအားတွေပေါင်းစပ်နေတဲ့သူဖြစ်ကြောင်းနားလည်သွားရပါတယ်။ဂိုင်းကိုပြန်ရောက်တော့ Risk ဆောင်းပွဲအောင်လက်မှတ်ကိုလက်ခံရရှိပြီး Iran စွန်စားသူဖြစ်လာခဲ့ပါတယ်။သူအသက်32နှစ်မှာစွန်စားသူဘဝစတင်တာကိုဂုဏ်ယူနေပြီးစွန်စားသူလုပ်ငန်းတွေလှုပ်ဆောင်ဖို့ရင်ခုန်နေပါပြီ။ Risk နဲ့ Rina တို့ဂိုင်းကနေထွက်လာချိန်မှာ Risk နဲ့ပြန်ဆုံတွေ့ကြပြီး Risk က Risk ကိုလက်စားချိန်ဖို့အတွက်ဒုတိယအဆင့်မီလုံးများနဲ့အနေရှိစွာတိုက်ခိုက်ခဲ့ပါတယ်။ Risk ဟာသူ့ရဲ့ခန္ဓာကိုယ်ကြမ်းခိုင်မှုကိုသုံးပြီး Risk ရဲ့မီလုံးတွေကိုလွယ်လွယ်လေးကာကွယ်လိုက်နိုင်ပါတယ်။ Risk အန်အားသင့်နေတော့မှာပဲ Risk ကသူ့ရဲ့လက်သီးနဲ့တစ်ချက်တည်းထိုးနှက်လိုက်ရာ Risk ဟာနေရာမှာနေသတိမေ့သွားခဲ့ပါတယ်။ Risk ကတော့ရီမောပြီးသူဟာမော်ပညာတွေနဲ့မရှင်နိုင်တဲ့အတွက်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကိုပဲသုံးလိုက်ရတယ်လို့ပြောလိုက်ပါတယ်။ Risk ရဲ့ညီမAngelica က Risk ကိုကုသပေးခဲ့ပြီးသူမရဲ့အကိုဟာ Risk ကိုပြန်လဲစိန်ခေါ်ဖို့စိတ်ပြင်းပြနေကြောင်းပြောပြခဲ့ပါတယ်။ Risk ကလည်း Risk ကိုသူ့ရဲ့အကိုလိုသဘောထားပြီးနောက်တစ်ချိန်တိုက်ခိုက်ဖို့စိတ်အားထက်သန်နေပါတယ်။ Risk ဟာသူ့ရဲ့ပထမဆုံး mission အတွက်ဂိုင်းမှာစင်းသွင်းရမှာလွယ်ကူတဲ့ F-Rat mission တစ်ခုကိုရွေးလိုက်ပါတယ်။ဒါပေမဲ့ရွေးချယ်လိုက်တဲ့ mission ဟာဂိုင်းကနေအဝေးကြီးမှာရှိတဲ့တောင်တန်းတစ်ခုကိုတွားရမှာဖြစ်ပြီးAlisa က Risk ကိုသူ့ရဲ့နှိမ့်ကြတဲ့ mana level ကြောင့်အစင်းမြင့် mission တွေကိုမယူဖို့သတိပေးခဲ့ပေမဲ့ Risk ကသူ့ရဲ့စွမ်းအားကိုရှုံးမတော်ကိုပြောပြီးခီထွက်ခဲ့ပါတယ်။ Risk ဟာသူ့ရဲ့ပထမဆုံး mission မှာ Goblin ကိုအနိုင်ယူခဲ့ပါတယ်။သူဟာ Goblin ကိုအနိုင်ယူတဲ့နီလန်ကိုဘယ်သူမှမပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့ Risk ဟာ mana မရှိတဲ့ F-Rat စွန်စားသူအဖြစ်သာရှိနေပေမဲ့သူ့ရဲ့ဆရာတွေရဲ့အလွန်မေခက်ခဲတဲ့လေ့ကျင့်မှုတွေကြောင့်တကယ်တော့အခြားအဆင့်မြင့်စွန်စားသူတွေထက်အစာပေါင်းများစွာပိုအားကောင်းနေတဲ့လှုပ်ဝက်စွမ်းအားရှင်တူဖြစ်နေပါတယ်။ Risk ကသူ့ရဲ့ကြီးမားတဲ့စွမ်းအားကိုဆက်လက်ဖုံးကွယ်ရင်းIran စွန်စားသူဘဝကိုဘယ်လိုစိန်ခေါ်သွားမလဲ။ Risk ဟာသူ့ရဲ့ပထမဆုံး mission ကနေပြန်လာပြီးတော့
ဂိုင်းကိုရောက်လာပါတယ်သူဟာ Efren Mission မှာ Goblin Lord ကိုအနိုင်ယူခဲ့တာကိုလူများကမယုံကြည်နိုင်ကြပါဘူး Risk ကတော့သူအဲ့ဒီ Goblin Lord ကိုတိုက်ခိုက်ပုံကိုလှုပ်ဝက်ထားပြီးသူဟာ Efren Mana နဲ့လူတယောက်သာဖြစ်တယ်လို့လူများကထင်မှတ်နေတာကိုအခွင့်အောင်းယူလိုက်ပါတယ် Risk ဟာ Efren စွန်စားသူတွေလောက်လို့ရှိတဲ့လွယ်ကူတဲ့ mission များကိုသာရွေးချယ်လှုပ်ဆောင်နေပါတယ်ဥပမာတော်ရဲကတတိတွေစူဆောင်းတာပျောက်ဆုံးနေတဲ့အကြောင်းကိုရှာတာစတဲ့ mission တွေပါဒါပေမဲ့ဒီ mission တွေကသူ့ရဲ့စွမ်းအားနဲ့ရှင်အရန်ကိုလွယ်ကူနေတဲ့အတွက်ပြင်းရင်ညင်းဝေးလာပါတယ်ဂိုင်းမရောက်နေတဲ့တရက် Risk ဟာဒီrank စော်စားသူတဦးရဲ့အဖွဲ့နဲ့တွေ့ဆုံပါတယ်ဒီအဖွဲ့ဟာအစင်းမြင့် mission တစ်ခုကိုလှုပ်ဆောင်ဖို့စီစဉ်နေတာပါ Risk ဟာသူတို့နဲ့ပူးပေါင်းခြင်းပေမဲ့သူ့ရဲ့ Efren အဆင့်နဲ့မနာနေပါမှုကြောင့်သူတို့ကညှင်းပယ်လိုက်ပါတယ် Risk ဟာသူတကယ်တမ်းမှာဘလောက်အားကောင်းတယ်ဆိုတာသူတို့မသိကြသေးဘူးဆိုတာကိုတွေးပြီးပြောင်းရည်လိုက်ပါတယ် Risk တယောက်လွယ်ကူတဲ့ mission တစ်ခုလှုပ်ဆောင်နေစဉ်မှာပဲမမျှော်လင့်ပဲ lower စမ်းကျဲတဲ့မြေအောက်ထောင်ကျောက်တစ်ခုကိုရှာဖွေတွေ့ရှိသွားပါတယ် Risk ကစူးစမ်းကိုစိတ်နဲ့အထဲကိုဝင်ရောက်သွားပါတယ်မြေအောက်ထောင်ကျောက်ထဲမှာ Risk ဟာအစင်းမြင့်မိစ္ဆာသတ္တဝါတွေနဲ့တွေ့ဆုံတိုက်ခိုက်ရပါတယ် Risk ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေ Brownsy ကတင်ယူခဲ့တဲ့တိုက်ခိုက်ရေးနည်းစနစ်တွေဟာဒီမိစ္ဆာတွေကိုအလွယ်တကူနိုင်ယူနိုင်ခဲ့ပါတယ် Risk ဟာသူ့ရဲ့စွမ်းအားကိုအစွမ်းကုန်ထုံမသုံးပဲနဲ့တော့မိစ္ဆာတွေကိုအနိုင်ယူနိုင်တာပါဒီမြေအောက်ထောင်ကျောက်မှာပဲ Risk ဟာထူးခြားတဲ့ယတနာများရဲ့ရှားပါတဲ့ပစ္စည်းတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ် Risk ဟာဒီပစ္စည်းတွေကိုဂိုင်းမှာယူသွားပြီးရောင်းလိုက်မယ်ဆိုရင်သူရဲ့စွန်စားသူဘွားကပုံမလွယ်ကိုစေမယ်ဆိုတာကိုတွေးမိသွားပါတယ်မြေအောက်ထောင်ကျောက်ကနေပြန်လာပြီးတဲ့နောက် Risk ဟာသူ့ရဲ့စွန်စားခွမ်းတွေကိုတယောက်တည်းဆက်မလုပ်တော့ဘဲအဖွဲတစ်ခုဖွဲဖို့စတင်စဉ်းစားလာပါတယ်သူ့ရဲ့စွမ်းအားကိုလှုပ်ဝက်ထားဖို့လိုအပ်တဲ့အတွက်သူ့ရဲ့တကယ်စွမ်းအားကိုမသိတဲ့သူတွေဒါမှမဟုတ်သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကိုပဲအားကိုးမဲ့သူတွေကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်ဂိုင်းမှာ Risk ဟာကုသခြင်းမှော်ပညာကိုအသုံးပြုတဲ့စွန်စားသူအမျိုးသမီးတဦးနဲ့တွေ့ဆုံခဲ့ပါတယ်သူ့ရဲ့နာမည်ကအီလီနာဖြစ်ပြီးသူမက B-rank စွန်စားသူဖြစ်ပါတယ်အီလီနာဟာသူမရဲ့အဖွဲ့ပြတ်သွားလို့အဖွဲ့သစ်ရှာနေတာကို Risk သိလိုက်ရပါတယ် Risk ဟာအီလီနာရဲ့ကုသခြင်းစွမ်းရည်ကသူ့အတွက်အထောက်အကူဖြစ်စေမယ်လို့တွေးလိုက်ပေမဲ့သူမကိုသူ့ရဲ့စစ်မှန်တဲ့စွမ်းအားကိုတော့လုံးဝထုတ်မပြောဖို့ဆုံးဖြတ်လိုက်ပါတယ် Risk ကအီလီနာကိုအဖွဲ့ဖွဲ့ဖို့ကမ်းလှမ်းလိုက်ပါတယ်အီလီနာက Risk ရဲ့ Efren ကိုမြင်ပြီးတွန်းဆောင်ပေမဲ့ Risk ကသူမကိုလုံခြုံကာကွယ်ပေးမယ်လို့ဂရီပေးလိုက်ပါတယ်အီလီနာဟာ Risk ရဲ့ရိုးသားတဲ့အမူအရာကြောင့်နောက်ဆုံးမှာတော့လက်ခံလိုက်ပါတယ် Risk ဟာသူ့ရဲ့လှုပ်ဝက်စွမ်းအားကိုဖုံးကွယ်ရင်အီလန်စွန်စားသူဘွားကိုရှေ့ဆက်ဖို့အတွက်ပထမအဆုံးအဖွဲ့ဝင်ကိုရရှိခဲ့ပါတယ်သူတို့နှစ်ဦးရဲ့ပူးပေါင်းဆောင်ရွက်မှုကဘလို့အခက်အခဲတွေကိုကျော်လွှားရအောင်မလဲ Risk ဟာသူ့ရဲ့ပထမဆုံးအဖွဲ့ဝင်ဖြစ်ကိုတာချင်းမော်ပညာကိုကျွမ်းကျင်တဲ့ B-rank စွန်စားသူအီလီနာကိုရရှိခဲ့ပါတယ် Risk ဟာ Efren တယောက်အနေနဲ့သူ့ရဲ့လှုပ်ဝက်စွမ်းအားကိုဖုံးကွယ်ထားဖို့လိုအပ်နေဆဲပါအီလီနာဟာ Risk ရဲ့နှိမ့်ကြတဲ့ Efren ကိုစိတ်ပူနေပေမဲ့ Risk ကသူမကိုလုံခြုံစွာကာကွယ်ပေးမယ်ဆိုတဲ့ဂရီကိုယုံကြည်ပြီးအဖွဲ့ဖွဲ့ဖို့လက်ခံခဲ့ပါတယ်သူတို့နှစ်ဦးဟာပထမဆုံးအဖွဲ့ mission ကိုစတင်ဖို့အတွက်ဂိုင်းကိုတွားရောက်ခဲ့ပါတယ် Risk ဟာအီလီနာရဲ့အစင်တန်းနဲ့ကိုက်ညီတဲ့ B-rank mission တစ်ခုကိုရွေးချယ်လိုက်ရာအီလီနာအန်အားတင့်သွားပါတယ် Risk ကသူဟာ Efren သာရှိပေမဲ့ B-rank mission တွေလုံးနိုင်တယ်လို့ယုံကြည်ချက်ရှိစွာပြောလိုက်ပါတယ်အီလီနာကတော့ Risk ရဲ့စွမ်းအားကိုမသိတဲ့အတွက်အရန်ကိုစိုးရင်ပူပန်နေခဲ့ပါတယ်သူတို့ရွေးချယ်လိုက်တဲ့ mission ကတော့နီးစပ်ရာတောအုပ်တစ်ခုတည်းက Griffon ရဲ့အတိုက်ကိုရှင်းလင်းဖို့ပဲဖြစ်ပါတယ် Griffon တွေဟာအစင်းမြင့်မိစ္ဆာတွေဖြစ်ပြီးအလွန်အန္တရာယ်များလာပါတယ်အီလီနာက Griffon ရဲ့အနေအကိုသတိပေးပြီးတိုက်ခိုက်ရေးနီးဗျူဟာတွေစတင်ဆွေးနွေးခဲ့ပါတယ် Risk ကတော့ Griffon ကိုအရင်ဆုံးသူတိုက်ခိုက်မယ်လို့ပြောလိုက်ပါတယ် Risk ဟာ Griffon ကောင်ကိုမြင်တာနဲ့တကောလုံးရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားကိုအသုံးပြုပြီးလျင်မြန်စွာပြေးသွားကလက်သီးနဲ့ထိုးနှက်လိုက်ရာ Griffon ဟာချက်ချင်းပဲသတိလစ်သွားပြီးမြေပြင်ပေါ်လဲကျသွားပါတယ်အီလီနာဟာ Risk ရဲ့မယုံနိုင်စရာကောင်းလောက်တဲ့တိုက်ခိုက်မှုစွမ်းအားကိုမြင်ပြီးပါဇက်အဟောင်းသားဖြစ်သွားခဲ့ပါတယ် Griffon တို့အစင်းမြင့်မိစ္ဆာတကောင်ကို Efren တယောက်ကလက်သီးတစ်ချက်ထဲနဲ့အလဲထိုးလိုက်တာကိုသူမစိတ်ထဲမှာလုံးဝနားမလည်နိုင်အောင်ဖြစ်သွားခဲ့ပါတယ်အီလီနာက Risk ကိုဘလို့လို့ပြီး Griffon ကိုအနိုင်ယူနိုင်လိုက်တာလဲလို့မေးမြန်းတဲ့အခါ Risk ကကန်ကောင်းလို့နဲ့လေ့ကျင့်မှုကောင်းခဲ့လို့ဒါလို့ရိုးရိုးရှင်းရှင်းပြန်ဖြေလိုက်ပါတယ်သူဟာသူ့ရဲ့စစ်မှန်တဲ့စွမ်းကိုလုံးဝထုတ်ဖော်မပြောဖို့တတိထားခဲ့ပါတယ်Risk ရဲ့အစွမ်းစားကြောင့်အီလီနာရဲ့စိုးရိမ်မှုတွေပေပြောက်သွားပြီး Risk ကိုပုံမယုံကြည်လာခဲ့ပါတယ်။သူမဟာ Risk ရဲ့ Efren ကပြားကိုသာမြင်ဖူးတာဖြစ်ပြီး Risk ရဲ့တကယ်စွမ်းကိုတော့မသိသေးတဲ့အတွက် Risk ကိုရုပ်ပိုင်းဆိုင်ရာအရန်ကိုအားကောင်းတဲ့ Efren စွန်စားသူလို့သာသတ်မှတ်လိုက်ပါတယ်။သူတို့နှစ်ဦးဟာ Griffon အတိုက်တစ်ခုလုံးကိုအောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပြီး mission ကိုပြီးမြောက်စေခဲ့ပါတယ်။ဂိုင်းကိုပြန်ရောက်တဲ့အခါ Risk ဟာ mission အောင်မြင်စွာပြီးမြောက်ကြောင်းအသိပေးပြီးအခါချင်းဝေရယူခဲ့ပါတယ်။ Risk ရဲ့အောင်မြင်မှုဟာဂိုင်းအတွင်းကအခြားစွန်စားသူတွေကိုအံ့အားသင့်စေခဲ့ပါတယ်။အထူးသဖြင့် Risk ကိုအစားထဲကစိုးရင်ပူပင်ခဲ့တဲ့ Alisa ဟာ Griffon mission ပြီးမြောက်ခဲ့တယ်ဆိုတာကိုသိလိုက်ရတော့ပိုပြီးစိုးရင်ပူပင်သွားခဲ့ပါတယ်။ Risk ဟာသူ့ရဲ့ Efren မျက်နှာဖုံးနဲ့အလွန်ကျွံစွမ်းကိုဆက်လက်အသုံးပြုရင်းစွန်စားသူလောကထဲမှာတဖြည်းဖြည်းနာမည်ရလာတော့မယ့်ပုံစံမှာ Risk နဲ့ Elena တို့ Griffon အတိုက်ကိုအောင်မြင်စွာရှင်းလင်းပြီးဂိုင်းကိုပြန်လာတဲ့အခါ Risk ရဲ့စွမ်းဆောင်ရည်ဟာစွန်စားသူတွေကြားမှာတဖြည်းဖြည်းနဲ့သတိထားမိလာပါတယ်။ Elena က Risk ကိုရုပ်ပိုင်းဆိုင်ရာအရန်အားကောင်းတဲ့စွန်စားသူအဖြစ်
ယုံကြည်လက်ခံလိုက်ပေမဲ့သူ့ရဲ့ Afran အဆင့်နဲ့ Graphon ကိုလက်သီးချက်ထဲနဲ့အနိုင်ယူနိုင်တဲ့စွမ်းရည်ကိုတော့စဉ်းစားမရရှိနေတော့မှာ။ဂိုင်းမှာLieutenant X လို့နာမည်ကြီးတဲ့ Arank စွန်စားသူ Kill ဟာ Risto ရဲ့ Graphon Mission မှတ်တမ်းကိုစူးစမ်းစွာကြည့်နေပါတယ်။ Arank စွန်စားသူတွေတော့အဖွဲလိုက်တွားရတဲ့ Mission ကို Afran နဲ့ B-Rank 2ယောက်ထဲကပြီးမြောက်ခဲ့တာကို Kill ကမယုံနိုင်ဘူးဖြစ်နေပါတယ်။ Afran တယောက်က Graphon ကိုရှင်းတယ်။ဒါဟာမဖြစ်နိုင်ဘူး။ဟန်ဆောင်မှုတစ်ခုခုဖြစ်ရမယ်လို့ Kill စဉ်းစားလိုက်ပါတယ်။ Riz နဲ့ Elena တို့ဟာနောက်ထပ် Mission တစ်ခုအဖြစ် B-Rank Mission ဖြစ်တဲ့တပြားအဖွဲ့ကိုရှင်းလင်းခြင်းဆိုတဲ့ရွေးချယ်မှုကိုရွေးချယ်လိုက်ပါတယ်။ Kill ဟာလည်းအဲ့ဒီဒေသမှာအမဲလိုက် Mission လုပ်မယ်ဆိုပြီးကြေညာလိုက်ပါတယ်။တကယ်တော့ Kill ဟာ Riz ကိုလှုပ်ဝက်စောက်ကြည့်ဖို့ရည်ရွယ်ချက်ရှိလှုံ့ဆော်ခဲ့တာပဲဖြစ်ပါတယ်။ Kill ဟာ Riz တို့စီချီကပ်လာပြီးလောင်ပြောင်တဲ့လေသံနဲ့ပြောလိုက်ပါတယ်။ Afran B-Rank Mission တွေကမင်းတို့အသက်အန္တရာယ်ရှိတယ်။ငါအဲ့နားမှာရှိနေတာမင်းကန်ကောင်းတယ်မှတ်။ Riz က Kill ကိုပြောင်းပြလိုက်ပြီးကျေးဇူးပါပဲ။ဒါပေမဲ့ကျွန်တော်တို့ကိုယ့်လို့ကိုလုံးနိုင်ပါတယ်လို့ပြန်ဖြေလိုက်ပါတယ်။ Riz နဲ့ Elena တို့တပြားအဖွဲ့ရဲ့ခန္ဓာကိုရောက်တဲ့အခါတပြားခေါင်းဆောင် Okage အပါဝင်တပြားအများပြားနဲ့ရင်ဆိုင်ရပါတယ်။ Okage ဟာ B-Rank စွန်စားသူတွေအတွက်တော့အန္တရာယ်ရှိတဲ့မိစ္ဆာတစ်ပိုင်းလူတစ်ပိုင်းပဲဖြစ်ပါတယ်။ Elena ဟာစိုးရင်တကြီးနဲ့တိုက်ခိုက်ရေးနီးပြူဟာတွေကိုဆွေးနွေးပေမဲ့ Riz ကစိတ်မပူနဲ့ကျွန်တော်အချိန်ဆွဲထားမယ်။မင်းနောက်ကနေကျွန်တော်ကိုကာကွယ်ပေးထားလို့ပြောပြီးရှေ့ကိုတတန်းအမှတ်ပြေးထွက်သွားပါတယ်။ Riz ဟာ Okage ရဲ့ကြီးမားတဲ့လက်နက်ကိုရှောင်နေပြီးဒီမြခေါင်းဆောင်ကိုတိုက်ခိုက်ဖို့အတွက်သူ့ရဲ့စွမ်းအားကို30%ရာခိုင်နှုန်းလောက်သာထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်က Okage ကိုအနိုင်ရဖို့ဆိုပေမဲ့လွယ်ကူကိုအနိုင်ရတဲ့ပုံပေါ်သွားမှာကိုလည်းရှောင်ရှားဖို့ဖြစ်ပါတယ်။ Riz ဟာအားကုန်ထုတ်ပြီးတိုက်ခိုက်နေတဲ့အဟန်ဆောင်မှုလိုအပ်တာပါ။ Riz နဲ့ Okage တို့တိုက်ခိုက်နေချိန်မှာ Riz ဟာမယုံနိုင်စရာမြန်နှုန်းနဲ့တိကျစွာလှုပ်ရှားနေပါတယ်။ Okage ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတိုင်းကိုသူရှောင်တိန်နိုင်ခဲ့ပြီးသူ့ရဲ့လက်သီးတစ်ချက်နဲ့ Okage ကိုနာကျင်အောင်ပြုလုပ်ခဲ့ပါတယ်။ Elena ကအဝေးကနေကုသခြင်းမော်ပညာနဲ့အားပေးထောက်ကူပေးနေပါတယ်။နောက်ဆုံးမှာ Riz ဟာ Okage ရဲ့နောက်ကျောကိုလှည့်ပတ်ပြီးရှေ့ကန်ချက်တစ်ချက်နဲ့မြေပြင်ပေါ်လဲကျသွားအောင်လုပ်လိုက်ရာ Okage ဟာလှုပ်ရှားနိုင်စွာမရှိတော့ဘဲရှုံးနေသွားပါတယ်။ Riz ကအောင်ပွဲခံလိုက်ပါတယ်။ချုံမိုးတစ်ခုတည်းကနေလှော်ဝါစောက်ကြည့်နေတဲ့ Kill ဟာ Riz ရဲ့တိုက်ခိုက်မှုစွမ်းရည်ကိုမြင်ပြီးအံ့အားသင့်နေပါတယ်။ Kill ရဲ့စိတ်ထဲမှာသူ့ရဲ့လှုပ်ရှားမှုတွေက Afran စွန်စားသူတယောက်မဟုတ်ဘူး။အဲ့ဒီမြန်နှုန်းတွေအဲ့ဒီတိကျမှုတွေနဲ့ Okage ကိုကန်ထုတ်လိုက်တဲ့အားတွေကငါရဲ့ Arank ရုပ်ပိုင်းဆိုင်ရာစွမ်းအားထက်ပိုတာနေတယ်။သူဟာမနာပမာဏနည်းပါးတဲ့သူဖြစ်နိုင်ပေမဲ့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားကတော့ Monster တစ်ကောင်လိုပဲ။သူဘာတူလဲ။ဂိုင်းကလူတွေအထင်မှန်ဖုံးကွယ်ထားတဲ့အစင်းမြင့်စွန်စားသူတို့လား။ Riz ဟာတပြားခေါင်းဆောင်ကိုအနိုင်ယူပြီးတဲ့နောက်အလောမင်းမောပန်းသွားပြောင်ဟန်ဆောင်ပြီးချက်ချင်းပဲ Elena ရဲ့အကူအညီကိုယူလိုက်ပါတယ်။သူဟာ Okage ကိုအနိုင်ယူဖို့အားကုန်သုံးလိုက်ရတဲ့အောင်ဟန်ဆောင်ပြီး Kill ရဲ့တန်တရားကိုရှော့ချဖို့ကြိုးစားခဲ့ပါတယ်။ Kill ကတော့ Riz ရဲ့ဟန်ဆောင်မှုကိုမယုံပေမဲ့တက်တည်မပြနိုင်သေးပါဘူး။ Kill ဟာ Riz ရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့အတွက် Riz ကိုစောင့်ကြည့်နေတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ Riz နဲ့ Elena တို့ဟာသူတို့ရဲ့ mission ကိုအောင်မြင်စွာပြီးမြောက်ခဲ့ပြီးဂိုင်းကိုပြန်လာခဲ့ကြပါတယ်။ Riz ဟာသူ့ရဲ့ Afran မျက်နှာဖုံးအောက်မှာလှုပ်ဝက်စွမ်းအားကိုဖုံးကွယ်ရင် Arank စွန်စားသူ Kill ရဲ့အကြည့်တွေအောက်မှာစွန်စားသူလောကကိုဆက်လက်ဖြတ်တန်းသွားပါတော့မယ်။ Riz နဲ့ Elena တို့ B-Rank တပြားအဖွဲ့ရှင်းလင်းရေး mission ကနေပြန်လာပြီးတဲ့နောက် Riz ရဲ့စွမ်းဆောင်ရည်ဟာဂိုင်းမှာပိုပြီးပြောစမှတ်ဖြစ်လာခဲ့ပါတယ်။ Arank စွန်စားသူ Kill ဟာ Riz ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားကိုတန်တရားဝင်နေပေမဲ့ Riz က Afran မျက်နှာဖုံးအောက်မှာမောပန်းတင်အောင်ဟန်ဆောင်ခြင်းနဲ့သူ့ရဲ့လှုပ်ဝက်ချက်ကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ Kill ဟာ Riz ရဲ့စွမ်းအားကိုလက်တွေ့ကျကျစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာ Riz ကိုလူများရှိမှတရားဝင်တွေရဲ့စိန်ခေါ်ပွဲတစ်ခုစိန်ခေါ်လိုက်ပါတယ်။ Kill ဟာ Arank အဆင့်နဲ့စိန်ခေါ်လိုက်တာကြောင့်ဂိုင်းကလူတွေအံ့အားသင့်ကုန်ကြပြီး Riz တို့စိုးရင်ပူပင်ပေးကြပါတယ်။ Riz ကတော့ဒီစိန်ခေါ်မှုကိုလက်ခံဖို့တွန်းဆုတ်နေပါတယ်။သူဟာ Kill ကိုစွမ်းအားထုတ်ပြခြင်းပေမဲ့အကယ်၍သူသာ Kill ကိုအလွယ်တကူအနိုင်ယူနိုင်လိုက်ရင်သူ့ရဲ့လှုပ်ဝက်စွမ်းအားပေါ်သွားမှာကိုစိုးရင်နေတာပါ။ Riz စိတ်ပူနေချိန်မှာပဲသူ့ရဲ့ဆရာဟောင်းဖြစ်တဲ့ Renat ကရောက်ချလာပါတယ်။ Riz ရဲ့အစား Kill ရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။ Renat က Kill ရဲ့စိန်ခေါ်မှုကိုငါတို့အဖွဲ့ကနေလက်ခံတယ်။ဒါပေမဲ့ Riz ကဒူရဲ့ဖြည့်စရာမလိုပဲငါတို့ကိုစားကဖြည့်ဆိုပေးလိုက်မယ်။ Renat ရဲ့ကြားဝင်မှုကြောင့် Riz ဟာကယ်တင်ခြင်းရသွားခဲ့ပါတယ်။ Renat ဟာ Kill နဲ့တိုက်ခိုက်ဖို့အတွက်သူတို့ရဲ့ဆရာ Brown ကိုကိုစားပြုစေခဲ့ပါတယ်။ Kill ဟာ Brown ရဲ့စွမ်းအားကိုတည်တဲ့အတွက်သူတို့ရဲ့တိုက်ပွဲဟာပြင်းထန်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ Brown ကအနိုင်ရရှိခဲ့ပါတယ်။ဒီဖြစ်ရပ်ကြောင့် Kill ဟာ Riz ရဲ့နောက်ွယ်မှာအင်အားကြီးမားတဲ့အဖွဲ့အစည်းတစ်ခုရှိနေတယ်ဆိုတာကိုပုံမသေချာသွားစေခဲ့ပြီး Riz ရဲ့စွမ်းအားကိုဆက်လက်စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂိုင်းကနေခဏတာထွက်ခွာပြီးတဲ့နောက် Riz ဟာသူ့ရဲ့စွမ်းအားကိုပုံမကောင်းမွန်စွာထိန်းချုပ်နိုင်ဖို့လေ့ကျင့်မှုတွေထပ်မံလုပ်ဆောင်ရပါတယ်။ Brown ကသူ့ကိုစွမ်းအားကိုတမ်းပါဆန်တာသုံးဆွဲပြီးအမြဲတမ်းပင်ပန်းနေဟန်ဆောင်ဖို့အကြံပေးခဲ့ပါတယ်။ Riz ဟာသူ့ရဲ့ Afran အဆင့်အတန်းကြောင့်ခွဲခြားဆက်ဆံနေရတာကိုသတိထားမိတဲ့အတွက်
နမဲသေးတစ်ခုနဲ့စွန်သားသူလောကမှာစတင်လောက်ကင်မှုစဉ်းစားခဲ့ပါတယ်သူဟာဂိုင်းမှာစွန်သားသူမှတ်ပုံတွေကိုအတစ်လုပ်ပြီးတိတ်ဆိတ်သောလက်သီးဆိုတဲ့နာမည်ကိုရယူလိုက်ပါတယ်သူဟာမစ်ရှင်တွေမှာစကားနေပြီးလက်သီးနဲ့သာအဓိကတိုက်ခိုက်ခြင်းဖြင့်ဒီနာမည်နဲ့လိုက်ရောညီထွေအောင်နေခဲ့ပါတယ် Rex နဲ့ Elena တို့ဟာအဖွဲ့လိုက်စွန်သားခန်းတွေကိုဆက်လက်လှုပ်ဆောင်ခဲ့ကြပါတယ်Elena ဟာ Rex ရဲ့အလွန်အကျော်ရုပ်ပိုင်းဆိုင်ရာစွမ်းအားကိုအသာကျလာပြီး Rex ကိုသူမရဲ့အကောင်းဆုံးမော်ဒီကလို့တတ်မှတ်လိုက်ပါတယ်သူတို့ဟာ Sirak မြောက်ထောင်ချောက်ကိုစွန်စားဖို့ဆုံးဖြတ်လိုက်ပါတယ် Sirak ထောင်ချောက်တွေဟာ Afran တယောက်အတွက်အသက်အန္တရာယ်ရှိရလို့သတ်မှတ်ထားပေမဲ့ Risk ကတော့လှုပ်ဝက်စွာရှိဖြစ်နေတဲ့အတွက်စိတ်ပူခဲ့ပါဘူး။မြေအောက်ထောင်ချောက်ထဲမှာသူတို့ဟာစိတ်မြင့်မိစ္ဆာတွေနဲ့ထိတ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ Risk ဟာသူ့ရဲ့တပ်မဆန်သောစွမ်းအားကိုသာတုံးဆွဲပြီးမိစ္ဆာတွေကိုချိန်မောင်းနေခဲ့ပါတယ်။သူထုတ်သုံးခဲ့တဲ့စွမ်းအားတွေကနည်းနေပေမဲ့အခြားစွန်စားသူတွေထက်အစာပေါင်းများစွာတာလွန်နေတာကိုတော့သူသိထားပါတယ်။အင်နာကတော့ Risk ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုအားကိုးပြီးဥဒချင်းနဲ့ထောက်ပံ့ရင်ပြုလုပ်ပေးနေပါတယ်။မြေအောက်ထောင်ချောက်ရဲ့အဆုံးမှာသူတို့ဟာနွားကောင်းလူဆိုတဲ့ boss မိစ္ဆာတစ်ကောင်နဲ့ရင်ဆိုင်ရပါတယ်။နွားကောင်းလူဟာစီရန်အစင်အတွက်အတော်လေးကိုအားကောင်းတဲ့ boss ဖြစ်ပါတယ်။ Risk ဟာနွားကောင်းလူကိုရင်ဆိုင်ဖို့အတွက်သူ့ရဲ့စွမ်းအားကို15%အထိတိုးမြင့်သုံးစွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ Risk ကနွားကောင်းလူကိုအနိုင်ယူပြီးသူ့ရဲ့ Silent Face ဆိုတဲ့နာမည်ကိုပုံမခိုင်မာစေရန်ဘလို့တိုက်ခိုက်သွားမလဲ။ Risk နဲ့ Elena တို့ဟာစီရန်မြောက်ထောင်ချောက်ရဲ့အဆုံးမှာနွားကောင်းလူ boss မိစ္ဆာနဲ့ရင်ဆိုင်နေရပါတယ်။ Risk ဟာသူ့ရဲ့စွမ်းအားကိုပုံမထပ်ပေါ်တော့မယ်။ဒါပေမဲ့သူ့ရဲ့လှုပ်ဝက်ချက်လည်းမပေါ်စေဖို့15%အထိသာထုတ်သုံးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။နွားကောင်းလူဟာကြီးမားတဲ့ပစိန်ကိုလွှဲရပြီးသူတို့နှစ်ဦးလုံးကိုစတင်တိုက်ခိုက်လာပါတယ်။ Elena ဟာနွားကောင်းလူရဲ့စွမ်းအားကိုမြင်ပြီးကြောက်ရွံ့နေပေမဲ့ Risk ကသူမရဲ့နောက်မှာနေရာယူပြီးကာကွယ်ပေးမယ်လို့ပြောလိုက်ပါတယ်။ Risk ဟာနွားကောင်းလူရဲ့ကြီးမားတဲ့ပစိန်တိုက်ခိုက်မှုကိုလက်နှစ်ဖက်နဲ့ရိုက်ထုတ်ကာကွယ်လိုက်ပါတယ်။ Risk ရဲ့ရုပ်ပိုင်းဆိုင်ရာကြမ်းခိုင်မှုဟာနွားကောင်းလူရဲ့တိုက်ခိုက်မှုကိုပင်အလွယ်တကူခုခံနိုင်ခဲ့ပေမဲ့သူဟာပြင်းထန်စွာနာကျင်တရားအတန်ပြုပြီးဟန်ဆောင်လိုက်ပါတယ်။နွားကောင်းလူဟာဒေါသထွက်ပြီးပုံမပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့ဆက်လက်တိုက်ခိုက်ပါတယ်။ Risk ဟာသူ့ရဲ့မြန်နှုန်းနဲ့တိကျမှုကိုအသုံးပြုပြီးနွားကောင်းလူရဲ့အားနည်းချက်တွေကိုရှာဖွေနေခဲ့ပါတယ်။ Risk ဟာ15%စွမ်းအားကိုသာတုံးဆွဲနေပေမဲ့သူ့ရဲ့တိုက်ခိုက်မှုတိုင်းဟာနွားကောင်းလူရဲ့ခန္ဓာကိုယ်ကိုထိမှန်တိုင်းနာကျင်စေပြီးဒဏ်ရာတွေဖြစ်ပေါ်စေခဲ့ပါတယ်။နွားကောင်းလူဟာနောက်ဆုံးချိန်ဖြစ်သူ့ရဲ့ပစိန်ကိုအားကုန်လွှဲရမ်းပြီးတိုက်ခိုက်ချိန်မှာ Risk ဟာမြေပြင်ပေါ်ကိုရှော့ချလိုက်ပြီးနွားကောင်းလူရဲ့မေးရိုးကိုလက်သီးနဲ့အောက်ကနေပင်ထုတ်လိုက်ပါတယ်။ဒီလက်သီးချက်ဟာ Risk ရဲ့15%စွမ်းအားနဲ့ထွက်ပေါ်လာခဲ့တာဖြစ်ပြီးနွားကောင်းလူဟာကြီးမားတဲ့အတန်နဲ့အတူလဲကျသွားကရှောင်းနေသွားပါတယ်။အိမ်နာဟာနွားကောင်းလူလို boss တကောင်ကို Risk အနိုင်ယူခဲ့တာကိုမြင်ပြီးမယုံနိုင်အောင်ဖြစ်နေပြန်ပါတယ်။သူမဟာ Risk ရဲ့ Afran အဆင့်နဲ့မနာနဲပါမှုကြားကဒီလိုမလိုက်ဖက်တဲ့စွမ်းအားတွေကိုစဉ်းစားမရအောင်ရှိနေခဲ့ပါတယ်။ Risk နဲ့ Elena တို့ဟာနွားကောင်းလူရဲ့အစိပ်အပိုင်းတွေနဲ့အခြားရှားပါးယတနာတွေကိုယူဆောင်ပြီးဂိုင်းကိုပြန်လာကြပါတယ်။သူတို့ရဲ့စီရန်ငွေရှင်အောင်မြင်မှုဟာဂိုင်းတစ်ခုလုံးကိုတုံလုံးစေခဲ့ပါတယ်။ Alisa နဲ့အခြားအကျိုးဝန်ထမ်းတွေဟာ Risk ဆိုတဲ့ Afran စွန်စားသူတယောက်ကBirang အစစ်စွန်စားသူကိုခေါ်ပြီး Sirak Boss ကိုရှင်းလင်းနိုင်ခဲ့တာကိုမြင်ပြီးအံ့အားသင့်နေကြပါတယ်။ Risk ဟာသူ့ရဲ့ Afran မျက်နှာဖုံးကိုထိန်းသိမ်းဖို့အတွက်မရှင်ပြီးတဲ့အခါပင်မနွမ်းနယ်နေတဲ့အဟန်ဆောင်ပြီး Elena ရဲ့အကူအညီနဲ့ဂိုင်းထဲကိုဝင်ရောက်လာပါတယ်။သူဟာ Boss တိုက်ပွဲကြောင့်ခန္ဓာကိုယ်မှာဒဏ်ရာရထားတဲ့အောင်လဲဟန်ဆောင်နေပါတယ်။ Risk ရဲ့ထူးခြားတဲ့စွမ်းရည်တွေကြောင့်ဂိုင်းရဲ့ခေါင်းဆောင်တွေဟာသူ့ကို Iraq မှာစီရန်တို့အစင်အတန်းမြင့်တင်ပေးဖို့ကမ်းလှမ်းလာပါတယ်။ Risk ကတော့သူ့ရဲ့လှုပ်ဝက်ချက်ကိုဆက်လက်ဖုံးကွယ်ထားခြင်းတဲ့အတွက်ဒီကမ်းလှမ်းချက်ကိုလက်ခံဖို့တွန်းဆုတ်နေပါတယ်။သူဟာဂိုင်းကိုကျွန်တော်ရဲ့မနာလေဘယ်ကနဲနေတော့မယ်။ကျွန်တော် Afran Iraq မှာဆက်ရှိနေခြင်းပါသေးတယ်လို့ပြောပြီးညင်းဆိုဖို့ကြိုးစားခဲ့ပါတယ်။ဂိုင်းကောင်းဆောင်တွေက Risk ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားကိုအတိမတ်ပြုတဲ့အနေနဲ့ Risk ရဲ့မနာလေဘယ်ကိုစစ်ဆေးခြင်းမရှိဘဲအဆင့်မြင့်တင်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကို Risk ကရှောင်လဲလို့မရတော့ပါဘူး။သူဟာမတတ်တာပဲစီရန်စွန်စားသူအဖြစ်လက်ခံလိုက်ရပါပြီ။ Risk ဟာစီရန်ကိုရောက်ရှိသွားပေမဲ့သူ့ရဲ့ F- မနာ level နဲ့လိုအပ်စွမ်းအားတွေကိုတော့ဆက်လက်ဖုံးကွယ်ထားအောင်မှာဖြစ်ပါတယ်။ဒီနေ့တဲ့ဇလန်လေးကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းနေ့စဉ် recap တွေကိုတင်ဆက်ပေးနေမှာမို့လို့ကျွန်တော်တို့ရဲ့ CPN recap channel လေးကို like and subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုအားပေးနိုင်ပါတယ်။